အားလုံးပဲမင်္ဂလာပါရှင်။ Sherry ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့လဲ Sherry ကိုယ်တိုင်ရှောင်းနှစ်ကျော်အတွေ့အကြုံရှိတဲ့ကစားနည်းနဲ့ပတ်သက်ပြီးတော့ဒိုင်တွေကိုအနိုင်ယူတဲ့နည်းတွေကိုလာများဝေပေးရှင်လို့ပါရှင်။ Sherry ရဲ့ရှေ့ဘက်ကဗီဒီယိုမှာလဲဖဲအကြောင်းတွေနဲ့ပတ်သက်ပြီးတော့အများကြီးပြောပြထားပါတယ်ရှင်။ဒီနေ့လဲလူတိုင်းသိရှင်နေကြတဲ့အလွယ်တကူအမျက်ရှာတဲ့ဖဲကစားနည်းကိုလာပြပေးမှာပါရှင်။အစင်တစ်ဖြစ်ပြီးဆိုရင်တော့စလိုက်ရအောင်နော်။အရင်ဦးဆုံး Sherry ပြောပြပေးရှင်တာကဘခလဖဲကင်းကလောလောနဲ့ကစားတာမျိုးမဟုတ်သလိုစိတ်မရှိတဲ့သူတွေဆိုရင်လည်းအဆင်မပြေပါဘူးရှင်။ဘာလို့ဒီလိုပြောလဲဆိုရင်တော့အများပိုင်းကနည်းနည်းရှုံးပြီဆိုတာနဲ့စိတ်ချုပ်ပြီးစိတ်မရှိတတ်ပါဘူးရှင်။ဒီလိုစိတ်မရှိတာကရှုံးဖို့များစေပါတယ်နော်။ဒါပေမဲ့ကိုယ်စိတ်ကိုကိုထိန်ရှုံးနိုင်တဲ့သူတွေဆိုရင်တော့အလွယ်တကူအမျက်ရစေပါတယ်ရှင်။အဲဒါကြောင့်ဒီနေ့ Sherry ကရိုးရှင်းတဲ့ကစားနည်းကိုအကျဉ်းချုပ်လာကစားပြမှာပါရှင်။ပထမချက်ကတော့နည်းနည်းပဲကြေးစားတင်ပါ။ကြေးတင်တာများသွားရင်တော့အနည်းရများလုံးတာကြောင့်ဖြည်းဖြည်းရှင်းပဲအမျက်ယူပါရှင်။ဒါကတော့အမျက်စုနိုင်ဖို့ပိုသေးချပါတယ်နော်။ Sherry ထိုးထားတဲ့ဖဲကိုတစ်ချက်ကြည့်ရအောင်ရှင်။အနီး9ပေါင်းနဲ့နိုင်ပါတယ်နော်။ဒီတစ်ခေါက်လဲ Sherry ကတော့အနီးဖက်ကိုပဲပြန်ထိုးမယ်ရှင်။ခုနဲ့ထိုင်းကင်းကိုလည်းထိုးထားပါတယ်နော်။ဖဲကအချိန်ကညင်ရင်တော့ခုနဲ့ထိုင်းကင်းကိုလည်းထိုးကစားကြည့်ပါရှင်။အခောက်တိုင်းအလဲ့တိုင်းထိုးစရာတော့မလိုပါဘူးနော်။ဖဲစပြောင်းခါနီးတိုင်းထွက်လေးရှိတာကြောင့်စကောမှလည်းကြီးဖို့မမေ့ပါနဲ့နော်။အဲ့လိုအချိန်မှဆိုရင်ခုနဲ့ထိုင်းကင်းတွေကထွက်ဖို့ရခိုင်နှုန်းပိုများပါတယ်ရှင်။ဒါကတော့ Sherry ကိုယ်တိုင်ကစားပြီးတတိထားမိသလောက်ကိုလာများဝေပေးတာပါရှင်။ဖဲဖက်ကိုတစ်ချက်ပြန်ကြည့်မယ်နော်။အပြားအပေါင်းမရှိအနီကတော့9ပေါင်းနဲ့ထပ်နိုင်သွားပါတယ်ရှင်။အကိုတို့လည်းဖဲကစားမယ်ဆိုရင်ကိုယ့်ရဲ့အမျက်ပန်းတိုင်ကိုသတ်မှတ်ပြီးကစားဖို့မမေ့ပါနဲ့နော်။ဒီလိုသတ်မှတ်ပြီးကစားတာကပြန်ရှုံးနိုင်တဲ့ရာခိုင်နှုန်းနည်းစေတာကြောင့်အမျက်ကိုလည်းပိုစုဆောင်စေနိုင်ပါတယ်ရှင်။ကိုသတ်မှတ်ထားတဲ့အမျက်ငွေရောက်တာနဲ့ရက်ပါ Sherry ကိုယ်တိုင်ကလည်းတစ်နေ့ကိုအမျက်နည်းနည်းရှင်းစီရတာနဲ့ပဲဒီဂိမ်းကိုရက်ပါတယ်ရှင်။နည်းနည်းရှင်းစီရတာနဲ့လည်းလုံလောက်ပါလေနော်။ဘာလို့လဲဆိုရင်တော့အမျက်ငွေကိုတိန်းတာကပိုအရေးကြီးပါတယ်ရှင်။ကဲ Sherry ထိုးထားတဲ့ဖဲကိုတစ်ချက်ပြန်တော့ကြည့်ကြရအောင်ရှင်။ဖဲစားဖွင့်နေပါတယ်နော်။အပြား9ပေါက်အနီ2ပေါက်အပြာဖက်ကိုဆက်ဆွဲပါတယ်ရှင်။အပြား2ပေါက်အနီဖက်ကိုဆက်ဆွဲပါတယ်နော်။ဟုတ်ပြီဒီတစ်ခေါက်လဲအနီကတော့9ပေါက်နဲ့ထပ်နိုင်ပါတယ်ရှင်။ Sherry ကတော့ဒီစကောအတိုင်းဖြည်းဖြည်းရှင်းကစားသွားမယ်ရှင်။ဒီလိုဖြည်းဖြည်းရှင်းကစားသွားတာကလည်းဖဲအကြောင်းတွေကိုနည်းနည်းရှင်းစီတင်ယူနိုင်တဲ့အခွင့်အရေးပါပဲရှင်။ပြီးတော့လူအများပိုင်းကပြောကြပါတယ်ရှင်။ဘခလဖဲကင်းကကစားရတာခက်တယ်တဲ့။တကယ်တမ်းကျတော့ဘခလဖဲကင်းကကစားတာလုံးဝမခက်ပါဘူးရှင်။ကိုစိတ်ကိုကိုထိန်ရှုံနိုင်ဖို့ကအခက်ဆုံးဖြစ်လိမ့်မယ်ရှင်။နိုင်လေထက်ဆော့ရှင်လေးပါပဲ။ဟုတ်တယ်မလားရှင်။အဲ့ဒီအချိန်မှာကပြန်ရှုံးနိုင်တဲ့အခွင့်အရေးကအယမ်းများနေတယ်ဆိုတာမိနေတတ်ကြပါတယ်ရှင်။အဲ့ဒါကြောင့် Sherry ကစားပြထားတဲ့ကစားနည်းတွေကိုလေ့လာပြီးတော့မှစမ်းသုံးကြည့်ဖို့ပြောရှင်ပါတယ်ရှင်။ဖဲရဲ့ကစားနည်းကိုနားလည်သွားရင်တော့ကစားရတာလုံးဝမခက်သလိုအမျက်လည်းကောင်းကောင်းရှာနိုင်မယ်ဆိုတာ Sherry ယုံကြည်ပါတယ်ရှင်။ Sherry ရဲ့စကောဖက်ကိုပြန်တော့ကြည့်ကြရအောင်ရှင်။အားလုံးလည်းတတိထားမိကြလားမသိဘူးနော်။ဒီဖဲခန်းကအပြအရန်နဲတယ်လို့ပြောလို့ရပါတယ်ရှင်။အပြ6လုံးပဲရှိပါသေးရဲ့နော်။ဒီတစ်ခေါက်လဲ Sherry နဲ့တူတူဖဲဖွင့်တာကိုကြည့်ရအောင်ရှင်။ဖဲစားဖွင့်နေပါပြီနော်။အပြ3ပေါက်အနီး9ပေါက်အပြဖက်ကိုဆက်ဆွဲပါတယ်နော်။ဟုတ်ပြီဒီတစ်ခေါက်လဲအနီကတော့9ပေါင်းနဲ့ထပ်နိုင်ပါတယ်ရှင်။ဖဲကစားတာကနည်းနည်းလောင်းမှများလောင်းမှဆိုနေမဆိုင်ပါဘူးရှင်။အဓိကတော့စိတ်ရှည်တီးခံပြီးကစားတဲ့ game တစ်ခုပါရှင်။စိတ်ရှည်နဲ့ကစားတဲ့သူဆိုရင်တော့တေချာပေါင်းအမျက်ကောင်းကောင်းရနိုင်မှာပါရှင်။ Sherry အခုကစားပြတဲ့လောက်ဆိုရင်ဘခလဖဲ game ကစားရတာခက်တယ်လို့ထင်ကြသေးလားရှင်။တကယ်လို့အခုကြည့်နေတဲ့သူကဖဲအကြောင်းကိုနည်းနည်းမှမလေ့လာရသေးတဲ့သူတွေဆိုရင်တော့ခက်လိမ့်မယ်ရှင်။ဒါပေမဲ့ဘာမှစိတ်ပူစရာမလိုပါဘူးနော်။ Sherry ရဲ့ channel ထဲမှာဖဲအကြောင်းတွေနဲ့ဖဲရဲ့အရှိခံတွေကိုအသေးစိတ်ရှင်းပြထားတဲ့ဗီဒီယိုရှိပါတယ်ရှင်။
ဝင်ကြည့်လို့ရပါတယ်နော်ဟုတ်ပြီဒီတစ်ခေါက်ကတော့အပြား10ပေါက်နဲ့နိုင်သွားပါတယ်ရှင်နောက်လာမယ့်ဖဲပုံစံတွေကိုလည်းစက်ကြည့်ပေးပါအောင်နော်ရှယ်ရီကိုတိုင်သုံးတဲ့ဖဲကစားနည်းလေးကတော့ရှုပ်ထွေးတာမျိုးလည်းမရှိသလိုလုံခြုံတဲ့နည်းဖြစ်ပြီးတော့မှအမျက်လည်းကောင်းကောင်းပွားနိုင်တဲ့နည်းပဲဖြစ်ပါတယ်ရှင်စမ်းသုံးကြည့်ဖို့မမေ့ပါနဲ့နော်ကဲရှယ်ရီရဲ့စကောဖက်ကိုပြန်ကြည့်ကြရအောင်ရှင်ဒီတစ်ခေါက်တော့ရှယ်ရီအနီဖက်ကို9000ထိုးထားပါတယ်နော်ခိုးနဲ့ထိုင်းကင်းကိုလည်းပြန်ထိုးထားပါတယ်ရှင်ဒီတစ်ခေါက်လည်းရှယ်ရီနဲ့တူတူဖဲဖွင့်တာကိုစောင့်ကြည့်ကြပါအောင်နော်ဖဲစားဖွင့်နေပါပြီရှင်အပြား10ပေါက်အနီကတော့6ပေါက်နဲ့နိုင်ပါတယ်ရှင်ရှယ်ရီရဲ့ဒီဖဲကစားနည်းလေးကိုစမ်းသုံးပြီးသွားတဲ့လူလည်းရှိမယ်လို့ရှယ်ရီထင်ပါတယ်ရှင်တကယ်လို့စမ်းသုံးကြည့်လို့အကိုတို့အတွက်အကျိုးရှိတယ်ဆိုရင်လည်းရှယ်ရီထပ်သူဝမ်းသာပါတယ်ရှင်သိရှင်တာဖြစ်ဖြစ်မျှဝေပေးရှင်တာဖြစ်ဖြစ်ရှယ်ရီရဲ့ 3gam group ထဲမှာပါဝင်မြင်းမြန်းနိုင်ပါတယ်ရှင်ဒီတစ်ခေါက်လည်းရှယ်ရီကတော့အနီဖက်ကိုထိုးထားပါတယ်နော်ရှယ်ရီနဲ့တူတူစောင့်ကြည့်ကြပါအောင်ရှင်ဖဲစားဖွင့်နေပါပြီနော်အပြားတစ်ပေါက်အနီ6ပေါက်အပြာဖက်ကိုဆက်ဆွဲပါတယ်ရှင်အပြား2ပေါက်ဒီတစ်ခေါက်လည်းအနီ6ပေါက်နဲ့ထပ်နိုင်ပါတယ်ရှင်ကိုမမတို့လည်းဖဲကစားတဲ့ချိန်မှာကံကောင်းရှင်းတွေနဲ့ကောင်းမွန်တဲ့အမျက်တွေကိုပိုင်ဆိုင်နိုင်တဲ့နေ့ကောင်းလေးဖြစ်ပါစေလို့ရှယ်ရီဆုတောင်းပေးလိုက်ပါတယ်ရှင်ဒီအလက်ကရှယ်ရီယုံကြည်ချက်အပြည့်ရှိတာကြောင့်အနီဖက်ကို1000ဖိုးထိုးမယ်ရှင်ခိုးနဲ့ထိုင်းကင်းကိုလည်းထိုးမယ်နော်ရှယ်ရီနဲ့တူတူစောင့်ကြည့်ကြပေးပါအောင်ရှင်ဖဲစားဖွင့်နေပါပြီနော်အပြား4ပေါက်အနီ6ပေါက်အပြာဖက်ကိုဆက်ဆွဲမယ်နော်ဟုတ်ပြီဒီတစ်ခေါက်လည်းအနီကတော့6ပေါက်နဲ့ထပ်နိုင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ရှယ်ရီပြောပြပေးရှင်တာကဂိမ်းကကိုမထိန်ရှုပ်စေပါနဲ့ကိုကသာဂိမ်းကိုထိန်ရှုပ်နိုင်တဲ့သူဖြစ်ဖို့အရေးကြီးပါတယ်ရှင်တတိရှိနဲ့ကစားပါအမျက်ရပြီဆိုတာနဲ့အမျက်ငွေကိုစုပါဒီဗီဒီယိုလေးကဖဲကစားရှင်တဲ့သူတွေအတွက်အထောက်အကူကောင်းဖြစ်စေဖို့ရှယ်ရီမျှော်လင့်ပါတယ်ရှင်ဒီနေ့ကတော့ဒီလောက်နဲ့ပဲနားလိုက်တော့မယ်နော်ရှယ်ရီရဲ့နောက်ဗီဒီယိုတွေမှာကြည့်ရှုနိုင်ဖို့အတွက်ခေါင်းလောင်းလေးလည်းနှိပ်ပေးဖို့မမေ့ပါနဲ့နော်နောက်မှထပ်တွေ့ကြမယ်ရှင်